ဝေဖူသုံးခဲ့တဲ့သူတွေအနေနဲ့ပေါ့နော်ကျွန်တော်မိတ်ဆွေတို့မှာ super line 5ခုရရှိပြီဆိုတာနဲ့ကျွန်တော်creator ဖြစ်သွားပြီပေါ့နော် creator ဖြစ်သွားပြီဆိုရင်မိတ်ဆွေတို့ဗီဒီယိုတွေကနေပြီးတော့ like share comment တွေပေါ်မူတည်ပြီးတော့လုပ်ပစ်ဆက်တွေရမယ်ပေါ့နော်ဒီလိုရဖို့ဆိုရင်မိတ်ဆွေတို့သူရဲ့လိုအပ်ချက်တွေဖြည့်ပေးရတယ်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်ကျွန်တော်ဒီကောက်ဆိုကျွန်တော်မနေ့ကမှဖွင့်ထားတာပေါ့နော်ဖွင့်ထားပြီးတော့ဆောနာမှာပဲကျွန်တော်super line 5ခုပြည့်သွားဖြစ်တဲ့အတွက်ဒီမှာကျွန်တော် monetization ဆောက်လို့ရပြီပေါ့နော်okay အဲ့လိုလုပ်မယ်ဆိုရင်ကျွန်တော်တို့ပထမဆုံး setting နဲ့ကိုသွားမယ်ပေါ့နော် setting နဲ့မှာကျွန်တော်ဒီမှာ super line 5ခုရဖြစ်တဲ့တော့ဒီမှာ $0.69 ဒေါ်လာရသွားရေပေါ့နော်အဲ့တော့ creator တွေကိုသွားမယ်သွားပြီးတော့ဆိုရင်အောက်နောက်လေးမှာ beacon equator ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုချက်နေရမယ်ပေါ့နော် okay အဲ့ဒါလေးကိုချက်နေမယ်နှိပ်ပြီးတော့ကျွန်တော်ရဲ့နာမည်လေးဖြည့်ပေးရမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ရဲ့နာမည်လေးဖြည့်ပေးလိုက်မယ် okay တော့ဒီ phone number ကလေးတွေရောထည့်ပေးရမယ်ပေါ့နော်okay တော့ country မှာကျွန်တော်တို့မြန်မာလည်းထည့်လို့ရတယ်ပေါ့နော်ကျွန်တော်မလေးရှားထည့်မယ်ပေါ့နော်အပြီးတော့ပြီးဆိုရင်တော့ကျွန်တော် continue ကိုနှိပ်မယ်ပေါ့နော်ကျွန်တော်နောက်ပြန်ထွက်သွားတာပေါ့နော်အဲ့တော့ continue နှိပ်ပြီးတော့ပြီဆိုရင်ကျွန်တော်ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုကျွန်တော် pay out ပေါ့နော် pay out ဆိုတော့ကျွန်တော် ban ချိတ်ဖို့ပေါ့နော်တော့ဒီမှာ pay out ထဲကိုတစ်ချက်သွားမယ်ပေါ့နော်သွားပြီးတော့ဒီမှာဆိုရင်ကျွန်တော် withdraw ကသူကအနည်းဆုံး$5ပေါ့နော်$5ပြရတဲ့ကျွန်တော်ချိတ်ထားတဲ့အားတွေကိုကျွန်တော် withdraw လုပ်လို့ရတယ်ပေါ့နော်ဒီမှာ pay out ဆိုလာပြပေးတယ်ပေါ့နော်တကယ်တော့ဒီ pay out တဲ့ဝင်တဲ့ခါမှာ bank ကချိတ်ဖို့တော့ဒီအောင်းလေးမှာခဲရန်လေးပါတယ်ပေါ့နော်အဲ့ခဲရန်လေးကိုတစ်ချက်နေမယ်ပေါ့နော်အဲ့ဒါနေတဲ့ခါမှာသူကဒီကျွန်တော် ban နေပါချိတ်ဖို့ဆိုရင်သူက Binance ID ရဲ့ဒါမှမဟုတ်ဆို PayPal နဲ့ပြောင်းလို့ရတယ်ပေါ့နော်ဒီမှာ change ဆိုတာတစ်ချက်နေလိုက်မယ်ပေါ့နော် change ကိုနေတဲ့ခါမှာဒီမှာ Binance Pay ရဲ့ PayPal ရဲ့ပေါ့နော်ဒီနှစ်ခုကနေပဲကျွန်တော် withdraw လုပ်လို့ရမယ်ပေါ့နော်ဒီနှစ်ခုပဲကျွန်တော် make sure ကိုသုံးပြလို့ရမယ် PayPal ဖွင့်တာတော့တိတ်ပြီးတော့မခဲဘူးပေါ့နော် passport ရှိရင်လည်းဒီခုဖွင့်လို့ရပါတယ် okay အဲ့တော့ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ဒီ Binance ID မရှိရဖြစ်တော့ကျွန်တော် PayPal နဲ့ချိန်မယ်ပေါ့နော်အဲ့တော့ PayPal နဲ့ချိန်မှာဖြစ်တော့ PayPal ကိုယူထားမယ်ပြီးတော့ပြီဆိုရင်တော့ PayPal ဖွင့်ထားတဲ့ Gmail ကိုဒီမှာတစ်ချက်ရိုက်ထည့်ပေးရမယ်ပေါ့နော် okay ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့က personal ကိုယူထားပေါ့နော် business တွေပါတော့မလုပ်ပါနဲ့ personal မှာဆန္ဒကျွန်တော်နာမည်ရေးခဲ့တိုင်းပေါ့နော်နာမည်တွေ phone number တွေပေါ့နော်ပြီးတော့ပြီဆိုရင်တော့ဒီမှာကျွန်တော်လိပ်စာတွေ postal code တွေထည့်ပေးရမယ်ပေါ့နော်ကျွန်တော်ရဲ့လိပ်စာတွေထည့်ပေးရမယ်ပေါ့နော် okay တော့ကျွန်တော်လိပ်စာလေးတစ်ချက်ထည့်လိုက်မယ်ဟောဒီမှာတို့ရဲ့လိပ်စာလေးတွေလည်းထည့်ပြီးတော့ပြီဆိုရင်တော့ဒီအောက်က edit clip တစ်ချက်နေပြီးတော့ကျွန်တော်ရှင်းလိုက်ရင်ရပြီပေါ့နော်ကျွန်တော်တို့မှာကျွန်တော်တို့ဒီသူရဲ့ minimum အတွက်ဆို$5ရတာနဲ့တန်းပြီးတော့ withdraw လုပ်လို့ရတယ်ပေါ့နော်ပြီးပဲဆိုပြီးပဲ Binance ID နဲ့ချိန်ထားရဆိုရင် Binance Pay တွေကိုကျွန်တော် withdraw လုပ်လို့ရတယ်ပေါ့နော် okay အဲ့တော့ဒါကတော့ဒီကမ္ဘာအလွယ်ဆုံးလို့လည်းပြောလို့ရမယ်ပေါ့နော်ဒီ monetization ဆောက်တဲ့ထက်မှာဒီတစ်ခုကတော်လွယ်ကူတယ်ပေါ့နော်ဘာမှထူးထူးလုံးနေကြမလို့ဘူးပေါ့နော်အဲ့တော့ပိတ်ဆက်ကတော့တကယ်ရမရဆိုတော့ကျွန်တော်$5ပြည့်အောင်တစ်ချက်ထွန်းပြီးမှကျွန်တော်ထပ်ပြီးတော့တင်ပေးမယ်ပေါ့နော် okay အဲ့တော့ဒီနေ့ပြောတင်လောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ